သွေးတောက်တငယ်ချင်းဖုံးကြွယ်ရဲ့ဇနီးမင်းရဲ့မယ်တော်နန်းကြပြီနဲ့ဖောက်ပြန်ခဲ့တယ်ပြီးတော့တိုးနှစ်ယောက်ပေါင်းပြီးရတနာမြေပေါ်အပိုင်စီးထွက်ပြေးဖို့ကြိုးစားခဲ့တယ်အဲ့ဒါကိုဖုံးကြွယ်နဲ့မင်းကားတို့ကတိသွားတော့တိုးနှစ်ယောက်ကတောင်းပန်ကြအောင်ဆောင်ပြီးအလင်းငိုက်မှာလှုပ်ကြံခဲ့တယ်တကယ်တော့ငါ့ကိုရန်နိုင်တဲ့နန်းကြပြီလူယုံပါလေမဟုတ်တန်းကြရင်မပြောနဲ့နော်အဲ့ဒါကြောင့်လဲမင်းတို့ကတနာစရာကောင်းတယ်လို့ပြောခဲ့တာပေါ့တကယ်တော့မင်းတို့နှစ်ယောက်ကလူယုံမာရဲ့သားနဲ့လူယုံမာမရဲ့သမီးခင်ဗျစိတ်ကိုထိတ်ပြီးတော့ခင်ဗျကပြင်မမဟုတ်ဘူးရန်ကြီးอ่ะငါမင်းဦးကြီးရောပြီးတော့ပညာရှင်ရဆိုရင်လေငါမင်းတဲ့ဝါကြီးဟေးကိုယ့်တဲ့ဝါကြီးရဲ့ငါလိုလူမျိုးအခုလိုမယုံမသိပြန်ပြီးတိုက်ခိုက်ရမယ်လို့မင်းရဲ့ဆရာဥခေမှာတင် जा ပေးခဲ့လားဦးကြီးတော့ကျုပ်ကိုပြောချင်ပြောပါကျုပ်ရဲ့ဆရာတော့ဆွဲပြီးမထက်ပါဘူးဦးကြီးတော့ကျုပ်ရဲ့ဦးကြီးတော့ဆိုတာလည်းမှန်တယ်ဝါစင်ရကြီးတယ်ဆိုတာလည်းကျုပ်လက်ခံတယ်ဒါပေမဲ့ဦးကြီးတော့ကမကောင်းမှုတွေအများကြီးလုပ်နေတဲ့အတွက်ကျုပ်ဦးကြီးတော့ပြန်တက်ရမယ်လို့ကျုပ်ကိုကျုပ်တော့ယူဆတာငါမကောင်းမှုတွေလုပ်နေတယ်ထားအောင်မင်းအနေနဲ့ဥခေမာကိုကြော်ပြီးတော့ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးအဲ့ဒါလည်းကျုပ်လက်ခံပါဒါပေမဲ့ဦးကြီးတော့နဲ့ကျုပ်နဲ့ခံဝန်ချက်ချွတ်မတူတဲ့အတွက်အခုလိုတလန်းနဲ့တခီးရဲသွားမယ်ဆိုရင်တော့ဆက်ပြီးတော့ပြဿနာကြီးတက်နေလို့ပါဒီလိုလုပ်ပါဦးကျုပ်တို့တွေတလန်းစီသွားကြရင်ကောင်းဘူးကောင်းပြီလေကြည့်ရတော့ဒီတိုင်းအတူတူဆက်ပြီးခီးသွားနေမယ်ဆိုရင်အကူညီရတဲ့ပြဿနာတွေကပူကြီးများလာတယ်မင်းပြောသလိုပဲတလန်းစီသွားကြတာပေါ့ဒါပေမဲ့မင်းနဲ့ငါနဲ့ဂျားထဲမှာဂတိကိုတစ်ခုတော့ထားဖို့လိုဘာများလဲဦးကြီးတော့ရတနာမြေပုံကိုဘလို့နီးတယ်ပဲရရအရင်ရတဲ့လူကပိုင်ကြံတဲ့လူကလိုက်ပြီးမနှောက်ရက်ကြည့်ကျုပ်တို့အားလုံးပေါ်တူကဲငါနဲ့ကြောခီးဆက်မယ်စက်ကြကိုတော်ကိုကျွန်တော်တို့နှစ်ယောက်ပေါင်းပြီးတိုက်လို့နိုင်ပါ့မလားဘယ်နိုင်မှမလဲငါနဲ့ကြောဟုတ်ဒါဆိုရင်သူ့ရံမြေပုံဘယ်လိုယူကြမလဲဆရာရင်ဆိုင်တိုက်ဆရာမလို့ပဲနဲ့အဲ့ရန်နာမြေကိုရမယ်နီလာငါမှရှိပါ
ဒါဆောင်ထားတယ်ဆိုတော့မင်းကတော်လိုင်းသမား ဟုတ်တော့ဘာဖြစ်လဲမဟုတ်တော့ဘာဖြစ်လဲကွာ ဟာမာရီကြောရင်နဲ့မင်းကငါတို့ဘာအောင်ထင်လို့လဲ စိတ်ညစ်ရတဲ့ကြားရဲကွာဒီမှာရောက်နေမင်းတို့ဘာကောင်ပဲဖြစ်ဖြစ်ငါဂူးမဆိုင်ဘူး အေးပုံကန်သူနှိမ်နှင်းအဖွဲ့တွေက4ယောက်5ပေါ့ဆိုတာမင်းကြားဘူးလားငါတို့ကအဲ့ဒီက2ယောက်ပဲ နေစမ်းမအောင်မင်းတို့ကငါ့ကိုဘာလုပ်ချင်လို့ မင်းကိုတော်လိုင်းသမားလို့ငါ့ကိုတန်တရားရှိအဲ့တော့ဟောင်းနဲ့လိုက်ခဲ့လိုက် ဟာလိုက်နိုင်ဘူးကွာ ဟာမလိုက်နိုင်လည်းငါတို့ရအောင်ခွာပါလေဒီကောင်ကဟောင်းနဲ့တိုက်ချင်ခိုက်ချင်တဲ့ဘောပဲတောက်မောင်ကြီးမင်းရဲ့ဓာတ်စောင်းကြီးပြလိုက် မင်းရဲ့ဓာတ်ကြီးကဘယ်ဆိုးလို့လဲမင်းမသိ ကျုပ်နာမည်ဖုံးသူရယ် ဖုံးသူဥဖုံးကျွယ်သားလား ဟုတ်တယ် အခန့်သင့်လိုက်လေကွာမောင်ကျန်တိုင်းမျိုးဆက်30တွေကတယောက်နဲ့တော့လာတွေ့နေပြီဒီကောင်အမိခံပါရ